မင်္ဂလာပါခင်ဗျာနေ့စဉ်ဘဝမှာစရောကိုပါကျမကြခိုင်မှုအတွက်ကျွန်တော်နေထိုက်ကကြိုဆိုပါတယ်ဒီနေ့ day 11အတွက်နောက်ဆုံးလေ့ကျင့်ခန်းကတော့ Upright Rules လေ့ကျင့်ခန်းဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းကပခုံးနဲ့လက်ပင်ပေး trust ကြွသားတွေကိုလှပစေပါတယ်လေးကိုပေါင်ရှိမှထားပြီးမေးစေနာအထိဆွဲတင်ရမှာပါအရေးကြီးဆုံးကဒရောင်စစ်ကလက်ဘဝထက်အများနဲ့ပုံမြင်နေရပါမယ်အလေးကိုကိုယ်နဲ့ကတ်ထားပါအရန်အမြင့်ကြီးဆွဲမတင်ပါနဲ့ခုံးစစ်ညက်တတ်ပါတယ်အလေးကိုဆွဲတင်တဲ့အခါပခုံးအပေါ်ပိုင်းကကြွသားတွေကျုံသွားတာကိုခံစားကြည့်ပါစိတ်ကကြွသားစီမှာပဲရှိပါစေပြန်ချတဲ့အခါအခုံးကိုကြောလျှော့ပြီးသလိုထိန်းချပါအကြောင်းကောင်းမှအကျိုးကောင်းမယ်ဆိုတဲ့အတိုင်းဖော်မန်တဲ့ကစားခြင်းကအကြောင်းဖြစ်ပြီးတရားကင်းစင်တဲ့ခန္ဓာကိုယ်ကအကျိုးဖြစ်ပါတယ်မိမိကိုယ်ကိုမငြင်းဆဲပဲအတိတရားနဲ့အစွမ်းကုန်ကြိုးစားကြရအောင်ကျင်းမှာကျွန်တော်နဲ့အခမဲ့လာရောက်ဆွေးနွေးနိုင်သလိုထရိနာနဲ့စနစ်တကျကစားလို့သူတွေကိုလည်းကြိုးဆိုပါတယ်နောက်တစ်နေ့မှပြန်ဆောင်ကြမယ်နော်စေရောကိုပါကျမပျော်ရှင်ကြပါစေ